ဒီလူကအမျိုးသမီးလေးရဲ့ဖိုက်တာအလှကိုစိုက်ကြည့်နေခဲ့တာအမျိုးသမီးလေးကရိပ်မိသွားတဲ့အချိန်မှာကားပေါ်ကနေအမြန်ဆင်းပြီးထွက်သွားခဲ့တယ်။သူမသွားနေကြကားခုံကြီးစတူဒီယိုကလည်းသူမအတွက်စိတ်မချရပြန်ဘူး။ဘာလို့လဲဆိုတော့ကားခုံကြီးဆရာ coach ကလေ့ကျင့်ခန်းလုပ်တိုင်းသူမနာကက်ကက်လာပြီးမယိုးမသားလာထိတွေ့တက်လို့ပဲ။တနေ့တော့အဲ့ဒီကားပေါ်ကလူကအမျိုးသမီးလေးငိုနေတာကိုမြင်သွားပြီးတစ်ပင်ပေါ်မှာညက်နေတဲ့သူမရဲ့ကြောင်လေးကိုကူညီပြီးချပြီးဖို့ကန့်လန့်ခဲ့တယ်။ဒါပေမဲ့ကြောင်ကိုချပြီးရင်သူကိုယ်တိုင်တစ်ပင်ပေါ်ကပြုတ်ကျသွားခဲ့တာပေါ့။သူမကလည်းသူ့ရဲ့စီရနာကိုကြီးစုစတဲ့အနေနဲ့သူ့ဒဏ်ရာတွေကိုပတ်တီးစီးပေးခဲ့တယ်။သူမကသူ့အတွက်ရေနွေးချမ်းဖြော်ပေးနေတဲ့အချိန်မှာအဲ့ဒီလူကသူမရဲ့ခါအလှကိုပဲစိုက်ကြည့်နေမိပြန်တယ်။သူရေနွေးချမ်းတောက်ပြီးသွားတဲ့အခါအောက်မှာမပျော်ဖဲကြံနေတဲ့တခြားခဲလေးကိုတွေ့သွားတယ်။ဒါကြောင့်နောက်ရက်မှာသူကသူမအတွက်တခြားမှုတစ်ထုပ်ဝေပေးခဲ့တာပေါ့။သူမကလည်းကြီးစုတင်တဲ့အနေနဲ့သူမရဲ့ကပွဲရှိုးကိုလာကြည့်ဖို့သူ့ကိုဖိတ်ခဲ့တယ်။သူကလည်းဝက်ကောင်းစားလာပြီးဝတ်စင်သူမအတွက်ကားကိုပါပီပီချာချာစီးကြောတန့်ရှင်းပြီးရှိုးပွဲကိုသွားတက်ခဲ့တယ်။ဒါပေမဲ့ပွေလေးရောက်တဲ့အခါသူကအဲ့ဒီနေရာနဲ့လူစိမ်းကြီးဖြစ်နေတယ်လို့ခံစားခဲ့ရတယ်။ပွေဒီပြီးတော့မှကခုံကြီးဆရာကိုအဲ့ဒီလူကိုနှစ်ယောက်လုံးသူမရှိရောက်လာကြပြီမဲ့သူမကဆရာနဲ့ပဲလိုက်သွားဖို့ရွေးချယ်ခဲ့ပါတယ်။နောက်ရက်လေးချင်းကလှုပ်တဲ့အချိန်မှာတော့ကခုံကြီးဆရာကသူမရဲ့ဖိုက်သားတွေကိုလာပုတ်တက်ပြီးဒီတစ်ခါတော့အကန့်အထက်ထပ်ပို့လွန်လာခဲ့တယ်။ဒါကြောင့်သူမကလှည့်ပြီးဆရာကိုပါရိုက်ပစ်လိုက်တော့တာပေါ့။ပြီးတော့သူမကအဲ့ဒီလူရဲ့လှပ်ဝီးယုံစီကိုအပြေးလွှားသွားခဲ့တယ်။ယုံလေးရောက်တော့အဲ့ဒီလူကကြိုးဝိုင်းထဲမှာတစ်ဖက်လူရဲ့အလေးအထက်ထိုးတတ်တာကိုခံနေရတာတွေ့လိုက်ရတယ်။သူမကစိတ်မကောင်းဖြစ်ပြီးသူ့စီကိုလှမ်းလိုက်တဲ့အချိန်မှာပဲအဲ့ဒီလူကပြုံးပြလိုက်ပြီးလှပ်ဝီးထိုးတာကိုစိုးလက်ကသူမနဲ့အတူဘဝတစ်ခုကိုစတင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဇလန်ရဲ့အချိုးခွေးကစိတ်ဝင်စားဖို့ကောင်းပြီး